အခုဒါတော့ကမ္ဘာအဆိုးဆုံးဒီ诈骗ဂိုင်းချုံအနေနဲ့တမတ်ခံထားရတဲ့sở志长ဆိုတဲ့သူဖြစ်ပါတယ်ခုဒီမှာမြင်နေရတာတော့ခုမှသူဖမ်းမိတာမဟုတ်ပါဘူးထိုင်းရေးတပ်ဖွဲ့အစိုးရကနေနဲ့တရုတ်နိုင်ငံကိုတရုတ်အစိုးရကိုလွှဲပြောင်းပေးနေတဲ့ဗီဒီယိုဖြစ်ပါတယ်အမှန်တကယ်သူ့ကိုဖမ်းမိတာက2022ခုနှစ်အောက်ဂတ်စ်လမှာသူ့ကိုဖမ်းမိတာဖြစ်ပြီးတော့2025နိုဝင်ဘာ12ရက်နေ့ကျမှဒီတရုတ်အစိုးရကိုလက်လွှဲပေးတာဟုတ်တယ်သူကဘယ်လောက်ထိဆိုးတယ်လဲဆိုရင်ဒီသူကအဓိကအုပ်ဆုံးသူကဒီငွေကြေးလိမ်နေတာတော့တရုတ်လူမျိုးတွေကိုသူကအဓိကအိုးတီထားပြီးလိမ်နေတာဟုတ်တယ်သူတရုတ်လူမျိုးပေါင်း3သိန်း3000ခန့်ကိုဒီ online လောင်းကစားဒီ online လောင်းကစားက app ကနေပေါ့နော်ဒီလောင်းကစားကနေငွေကြေးလိမ်နေတယ်ငွေကြေးမျိုးလိမ်နေတာပဲမဟုတ်ဘူးအဲ့ဒါလိမ်နေတော့အဲ့လိုမဟုတ်ဘူးသူကအဲ့ဒီလူပေါင်းအဲ့ဒီ3သိန်း3000ခန့်တရုတ်လူမျိုးတော့တရုတ်နိုင်ငံတရုတ်လူမျိုးသူတို့စီကနေအဲ့ဒီ online game ကနေတစ်ဆင့်အချက်လက်တွေရယူပြီးတော့သူရဲ့ဗန်လေးကနေပတ်စံတပြားမှမကြအောင်အကုန်လုံးတမယူတော့ပေးလိုက်တယ်အဲ့ဒါကြောင့်တော့အဲ့ဒီခုနှစ်2022ခုနှစ်တုန်းကသူ့ကြောင့်တက်အဲ့ဒီလူပေါင်းအဲ့ဒီ3သိန်း3000ခန့်အဲ့ဒီထဲမှာကိုယ့်ကိုတက်တည်သူလည်းမလဲမတော့ဒုက္ခရောက်သွားသူဆိုလည်းအရာအများကြီးဖြစ်သွားတယ်အဲကြောင့်ဒီအစိုးရသူ့ကိုအရန်အလိုရှိနေတာမဲ့အဲ့ဒီဖမ်းမိတဲ့အဲ့ဒီတုန်းကပေါ့နော်တရုတ်အစိုးရထိုင်းအစိုးရကတခါလေသူ့ကိုကွန်မြက်လိုက်မှာဆိုလို့အခုမှသူ့ကိုလက်လွှဲဒီပါလားထိုင်းနဲ့တရုတ်နိုင်ငံချစ်တီကိုပေါ်ဆောင်တဲ့အနေနဲ့သူ့ကိုလက်လွှဲပေးလိုက်တာဟုတ်တယ်သူကဘယ်လောက်ထိဆိုးလဲဆိုရင်အဲ့ဒါပဲမဟုတ်ပါဘူးသူကဒီအရှိတောင်အာရှလူငယ်တို့ပေါ့နော်နီးအမျိုးမျိုးနဲ့ဒီမြောက်ဒီသူ့ရဲ့ဒီမြောက်ဒီမှာရှိတဲ့အဓိကဂိုင်းထုံနေရပေါ့အဲ့ဒီစခန်းနေရာမှာမရအောင်လူတွေကိုဖြောင်းဆွဲဆောင်ခိုင်းပြီးတော့ရောက်အောင်လာအတင်းအမျိုးငွေ online ကနေငွေကြေးလိမ်လည်ခိုင်းတယ်ပြီးတော့ဒီတထေးသားသမီးတွေဟုတ်ဒီကိုလည်းအဓိကဥတီထားပြီးတော့သူကဒီအကြက်ကင်တာပေါ့ငွေလိမ်နေတယ်မင်းတို့သားသမီးကိုရွေးမှလားမရွေးဘူးဆိုရင်မင်းတို့သားသမီးကိုတပ်ပြီးတော့ဂလီစာရောင်းစားပလိုက်မယ်လို့ပြောချို့လူကရွေးလို့ရတယ်ရွေးလို့မရတဲ့သူကအမျိုးအသက်ခံလိုက်ပြီးတော့ဂလီစာအမျိုးရောင်းစားခံလိုက်ရတယ်အဲ့လိုမျိုးပြီးတော့သူကလူကုန်ကူးမှုတွေလည်းလုပ်တယ်အဲ့လိုမျိုးတွေဘယ်လိုမှအတင်းအကြအမျိုးနှိပ်စက်တယ်အမျိုးမျိုးနှိပ်စက်ပြီးတော့အမျိုးတွေငွေကြေးတွေခိုင်းတယ်ဒါတော့ဒီ2022ခုနှစ်တုန်းကပေါ့ဒါပေမဲ့သူကဒီ2010ကတည်းကသူကအရှေ့တောင်အာရှနဲ့ဖိလစ်ပိုင်မှာသူကဒီလိုမျိုးတွေအများကြီးလုပ်ခဲ့တယ်ဒါပေမဲ့သူကအဲ့တုန်းကတော့သူအုပ်စုတိတ်မချီနေဘူးပေါ့အခုဒီ2023ကြာမှသူကဒီဘယ်လိုပြောမလဲသူရဲ့အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ပြီးတော့သူကဒီလိုမျိုးကြီးလာအောင်အခုလိုမျိုးတရုတ်လိုမျိုးအများကြီးအဲ့လိုမျိုးကြီးလိမ်လည်အောင်သူလုပ်ခဲ့တယ်ပြီးတော့2019မှာဒီမြောက်ဝတီပါပေါ့ဒီမြောက်ဝတီမှာသူကဒီဧကပေါင်းများစွာရှိတဲ့အဲ့ဒီမြေဧကကိုဝေလိုက်ပြီးတော့သူကဒီလုံးဝအကြီးမားဆုံးဆိုတဲ့ဒီအယုံငွေကြေးလိမ်လည်မှုနေရာအခုဖန်တီးအောင်တော့စီမံကိန်းချလိုက်တယ်ဒါပေမဲ့အဲ့စီမံကိန်းကတော့မဖြစ်မြောက်လိုက်ဘူးပေါ့အဲ့စီမံကိန်းနဲ့သူကငွေကြေးလိမ်လည်မှုတွေမျိုးလုပ်ဖို့ပဲသူကစီစဉ်ထားတာဟုတ်တယ်အဲ့လိုမျိုးသူကအဲ့ဒါကိုသူကဒီစီမံကိန်းနဲ့2019ကအဲ့စီမံကိန်းသူမလုပ်မီသူကမြောက်ဝတီကသူ့ရဲ့ပုံကတော့မြောက်ဝတီပါဘောတော့သူရဲ့ဂိုင်းထုံနေရတာအဲ့ကနေတဆင့်တရုတ်လူမျိုးတွေကိုတရုတ်နိုင်ငံဒီတရုတ်ဆုပ်ပွဲပေါ့တရုတ်ဆုပ်ပွဲဒီလောင်စားဆုပ်ပွဲကနေလူပေါင်း3သိန်း3000ခန့်ကိုငွေကြေးလိမ်လည်တယ်ငွေကြေးအဲ့ကနေတဆင့်အမျိုးဘန်တွေကဘလော့ချက်လက်တွေကိုယူပြီးတော့ဘန်တွေကပတ်စံတွေအကုန်လုံးတမတယ်အဲအကြောင်းဒီတရုတ်အစိုးရကအနီရောင်အဆင့် red notice ဆိုတဲ့အနီရောင်အဆင့်ဖောင်းဝရန်စင်းတွေကိုသူထည့်လိုက်ပြီးတော့သူကတကဘာလုံးတင်အောင်လှုပ်လိုက်တော့ပေါ့အဲ့ဒါကိုထိုင်းအစိုးရနဲ့ပူးပေါင်းပြီးတော့ထိုင်းအစိုးရကနေမှအဲ့ဒီအနီရောင်စင်းတွေကိုဒီဝရန်ထုတ်တဲ့နောက်မှာသူ့ကို2022ခုနှစ်အောက်ဂတ်စ်လမှာသူဖမ်းမိသွားတာဟုတ်တယ်ဒါပေမဲ့တခါတည်းမလွယ်ပေးလိုက်ဘူးအခုမှ2025ဒီနိုဝင်ဘာ10ရက်နေ့မှာသူ့ကိုလွယ်ပေးလိုက်တာဟုတ်တော့ပေါ့နော်ပြီးတော့အခုသူရှိတဲ့နေရာဒီဘယ်လိုပြောမလဲဒီနေရာအဲ့ဒီနေရာဆိုအကုန်လုံးဖျက်ဆီးပလိုက်ပဲတရုတ်တယောက်အခုဒီတရုတ်တယောက်ကသူအဲ့ဒီသူ့ရဲ့နေရာပေါ့နော်သူနှိပ်စက်ပြီးလို့နှိပ်စက်တဲ့နေရာပြီးတော့အမျိုးဘယ်လိုပြောမလဲချုံနှောင်ထားတဲ့နေရာကိုတရုတ်ဒီမျိုးရိုက်ထားတာပေါ့အဲ့ဆိုလဲတကယ်တရိတ်ဆန်တူလောင်ယူလို့ပဲပြီးတော့ဟိုနေ့ကမှကျွန်တော်ဒီ KK Park ဆိုတဲ့ထိုင်းနိုင်ငံထိုင်းနဲ့မြန်မာနေဆက်မှာရှိတဲ့ KK Park ဆိုတဲ့နေရာမှာ
ဒီကြားဖြန့်ကိုင်းချုပ်နေရလေနော်အဲ့ဒါလေသူ့ရဲ့ကိုင်းချုပ်ခွဲနေရဟုတ်တယ်အဲ့နေရာကိုထိုင်းကြီးတွေဝင်ရောက်ဖန်ဆီးရမြင်တွေ့အောင်ပါလူတွေအများကြီးပဲထွက်ပြေးကြရလေနော်အဲ့ဒါလေသူ့ရဲ့ဘယ်လိုပြောမလဲကိုင်းချုပ်ခွဲနေရဟုတ်တယ်ပြီးတော့ဒီဘယ်လိုပြောမလဲသူကဒီတူပီရောက်လာရင်တော့သူကဒီဟိုနေ့ကပဲစီရင်ချက်ချလိုက်တဲ့မင်းကျန်းကျန်းလိုပဲစိတ်ထိုးသက်တိမ်မင်းချဖို့ကကိုမြတ်ခံရဖို့ကသူကရခိုင်လုံးပုံများသွားမှာဒါပေမဲ့ခုတရုတ်ဆိုရကခုပဲဖမ်းမိထားတဲ့ကြောင့်တရားစီရင်ချက်ကမချသေးဘူးပြီးတော့သူကဒီဘယ်လိုပြောမလဲတရုတ်နိုင်ငံကနေထုတ်ပြန်ထားတဲ့ကပ္ပအဆိုးဆုံးအနေနဲ့ဒီမျိုးဘယ်လိုပြောမလဲအဆိုးရွားဆုံးပေါ့ဝရန်ထုတ်ခံထားရတဲ့ဂိုင်းချုပ်10ဦးတွေကတအူးဖြစ်တယ်သူကတခြားသူလည်းအများကြီးရှိသေးတာပေါ့နော်ဒါတော့တလောက်ပါပဲနောက်သူ့ကိုတရုတ်တရားရုံးကနေပြန်ပြီးအမျိုးတရားစီရင်ချက်ချအမျိုးတဲ့အချိန်အမျိုးတည်င်းတွေပြန်တက်လာရင်လည်းပြန်ပြီးတော့အချိန်နဲ့တပြင်းတင်ဆက်ပေးတော့ပါမယ်再见